ကျွန်တော်ကလေးဘဝတုန်းကဆရာမကျူးရဲ့စာအုပ်ထဲမှာလာဖတ်ဖူးတယ်ငွေသားမရှိရင်အချစ်ဆိုတဲ့အရာကတောင်မဲ့ဗရင်ပေါက်ကနေဝင်လာပြီးတော့မြောက်ဖက်ဗရင်ပေါက်ကနေထွက်သွားလိမ့်မယ်တဲ့ဆိုလိုချင်တာကအခန်းထဲမှာအဲ့အချစ်ဟာအကြာကြီးနေမှာမဟုတ်ဘူးတဲ့အဲ့တော့ဒီစကားလုံးကိုကျွန်တော်အထက်တန်းကျောင်းသားဘဝကဖတ်ခဲ့ဘူးလေဆရာမကျူးမှပါတယ်တေချာတော့မှတ်ပြီးတော့အဲ့တော့လက်တွေ့ဘဝမှာလေအဲ့တိုင်းပဲလက်တွေ့ဘဝမှာကျွန်တော်တို့ relationship တွေကွာရှင်းရတဲ့ဒီ relationship လင်မယားတွေကွာရှင်းတဲ့ချစ်သူတွေကွဲကွာတဲ့ကိစ္စဒီကကျွန်တော်တို့နှစ်ချက်ပဲရှိတယ်အများဆုံးဖြစ်တဲ့နှစ်ချက်ပဲရှိအဲ့ဟာဘာလဲဆိုတော့ပတ်စံမရှိရရဲ့ဖောက်ပြန်လာရဲ့အများဆုံးပဲကျွန်တော်အမြင်ရပြောတာသားသမီးတွေသားအမေနဲ့သားသမီးနဲ့ကြားထဲမှာပြဿနာတက်တာတို့လင်မယားချင်းကွဲကွာတာတို့တငယ်ချင်းကွဲကွာတာတို့စတော့လို့တစ်ခုတရားရောက်ပဲအထူးသဖြင့်ကြီးသားတို့လင်မယားတို့ကွဲကွာတဲ့ကိစ္စတွေမှာပတ်စံမရှိလို့ကွဲကွာတဲ့ရာခိုင်နှုန်းက40%ရာခိုင်နှုန်းဖောက်ပြန်လို့ကွဲကွာတဲ့ရာခိုင်နှုန်းက40%ရာခိုင်နှုန်းကျန်တဲ့ 20% ကအထူးကိစ္စတွေတော့ကွဲကွာအဲ့တော့ကျွန်တော်ပြောချင်တာက relationship တစ်ခုတည်ဆောက်ပြီဆိုရင်ငွေကြီးဟာဘလောက်အရေးကြီးတယ်လဲဆိုတာခင်ဗျားတို့သိလိမ့်မယ်သိရမလားဘလောက်အရေးပါတယ်လဲဆိုတာသိလိမ့်မယ်လောကကြီးမှာကျွန်တော်တို့ကွဲကွာတဲ့ percentage တွေကြည့်လိုက်အဲ့ percentage အများပဲလက်ရှိကျွန်တော်တို့ငွေကြီးကြောင့်ကွဲကွာတဲ့ဟာတွေဆိုကြည့်လိုက်ပါကြီးစားဘွားကတော့တယောက်နဲ့တယောက်အင်မတန်ချစ်တယ်အင်မတန်မြတ်နိုးတယ်ဒါပေမဲ့ကျွန်တော်တို့လင်မယားရသွားတယ်လင်မယားရသွားတဲ့အချိန်မှာယောက်ျားအဲ့ဒီသူယူလိုက်တဲ့ယောက်ျားဟာရှီဆောင်လမ်းပြမလုံနိုင်ဘူးစီးပွားရေးတစ်ခုကောင်းကောင်းမလုံနိုင်တဲ့ကောင်ဆိုရင်တဖြည်းဖြည်းအမျိုးသမီးတွေကအထင်ကြီးလေးစားမှုကရော့ကျလာတယ်တဖြည်းဖြည်းနဲ့လင်မယားကြားတွေထဲမှာပြဿနာတွေတက်တယ်နောက်ဆုံးပတ်စံမရှိစားစရာမရှိစားစရာမရှိရတဲ့နောက်ဆုံးပြဿနာတွေတက်ပြီးတော့ကွဲကွာသွားတယ်ပေါ့ဗျာဆိုလိုချင်တာကသိရမှာလားအဲ့တော့နောက်တစ်ခုကဖောက်ပြန်တာဖောက်ပြန်တာကလည်း percentage အဖြစ်များတယ် percentage အဖြစ်များတယ်အဲ့တော့နင့်ငါချစ်တယ်ငါနင့်ချစ်တယ်နောက်ဆုံးလင်မယားဖြစ်သွားလင်မယားဖြစ်တော့ဟိုကသိရမလားနောက်ထပ်ရီးသားတွေပါယူထတ်ရှာတယ်နောက်ထပ် small ဆွဲတယ်ပေါ့ဗျာယောက်ျားလေးဆိုရင်တော့ small ဆွဲတယ်မိန်းကလေးဆိုရင်တော့လင်ငယ်နေတယ်ပေါ့ဒီကိစ္စတွေနဲ့ကျွန်တော်တို့ကွဲကွာသွားတယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကလူငယ်လေးတွေကိုကျွန်တော်ပြောချင်တာကလောကကြီးမှာငွေသားမရှိရင်အချစ်ဆိုတဲ့အရာကတောင်မဗရင်ပေါက်ကနေဝင်လာပြီးတော့မြောက်ဖက်ဗရင်ပေါက်ကနေထွက်သွားလိမ့်မယ်မင်းအခန်းထဲမှာနေနိုင်ရောလမင်းပတ်စံမရှိဘူးဆိုရင်မင်းအခန်းထဲမှာနေနိုင်ရောလ2နှစ်3နှစ်ပဲအဲ့ထက်ပိုးမနေနိုင်ဘူးပတ်စံဆိုတဲ့အရာသာမရှိရင်အဲ့ဒီအချက်ကိုအခန်းထဲမှာလောင်ပိတ်ထားဖို့နှစ်ပေါင်း10နဲ့ချီလောင်ပိတ်ထားဖို့မဖြစ်နိုင်အဲ့တော့မနှုတ်ကောင်လေးပြောချင်တာပတ်စံရှိအောင်ရှာပါပတ်စံရှိအောင်ရှာပါပတ်စံကိုတန်ဖိုးထားပါဘဝကိုတန်ဖိုးထားပါတချို့လူတွေပြောကြတယ်ဘွာထဲမှာနေပြီးတော့ဘွာအကြောင်းမတွေးဘူးဆိုအဲ့ဒါဆိုရင်တော့ယူနေလို့ပဲမတွေးတာလို့ပဲကိုနေရတော့ပြောချင်တယ်မင်းဘွာကြီးထဲမှာနေရင်ဘွာအကြောင်းတွေးကိုတွေးရမယ်ငါတို့ကတော့ဘွာအကြောင်းဘာမှမတွေးဘူးပေါ့ပါပဲနေတယ်တော့လာမပြောနဲ့တင်မင်းဘွာထဲမှာနေရင်ဘွာအကြောင်းတွေးကိုတွေးရမယ်ဘွာထဲမှာနေပြီးတော့ဘွာအကြောင်းမတွေးရင်တော့မင်းဘွာကလည်းမတွေးခွင့်စရာဖြစ်သွားမှာပဲကိုနေပြောချင်တာကတော့ဘွာထဲမှာနေပြီးတော့မင်းဘွာအကြောင်းမတွေးဘူးဆိုရင်မင်းဘွာဟာလည်းမတွေးခွင့်စရာဖြစ်သွားမယ်ဆိုတာကိုနေရပြောချင်တယ်